မင်္ဂလာပါဒီကနေ့တော့ကျွန်တော်စစ်မှန်တဲ့ပျော်ရွှင်မှုအကြောင်းပြောချင်တယ်တခါတော့အမေရိကန်နိုင်ငံမှာသူတို့လူမှုကူညီရေးအသင်းတို့ပေါ့နော်အဲ့ဒီမှာသူတို့ခက်ခဲပြဿနာတွေတူဆုံဆွေးနွေးပြီးတော့ပြောကြဆွေးနွေးကြတာပေါ့တနေ့ကျတော့အဲ့အဖွဲ့တွေကိုသူတို့ဆွေးနွေးဝဲလုပ်နေကြတဲ့အဖွဲ့တွေကိုကောင်းစားလောက်ဝေးပြီးတော့တခါလေစိတ်ရွှေရန်နာတွေအပြည့်အစုံဝတ်ထားတဲ့အမျိုးသမီးတူကနောက်ကျရောက်လာသူကနေပြီးတော့အဲ့ဒီကဥဆောင်တဲ့ဆရာပေါ့နော်ဆရာရဲ့ကျမဘွားအဲ့လိုလည်းမပြောဘူးတဲ့စိတ်ဆင်းရဲမကြည်လည်းမရှိဘူးတဲ့ဘွားကိုကျမဘယ်လိုနေသင့်တယ်ဆိုတော့ဝိုင်းပြီးတော့အကြံပေးကြပါအောင်ဆရာကနေပြီးတော့ဒါလေးကိုဘယ်လိုလုပ်ကောင်းမလဲပေါ့နော်ကျမကိုဖြည့်သိမ့်ပေးပါဦးဆရာတဲ့ဆိုတော့သူဖြစ်ဖြစ်ပြောပြသူလူချမ်းသာတယောက်နဲ့သူလက်ထက်မှာသူ့မှာပိုင်ဆိုင်မှုတွေလည်းအများကြီးပဲဒါပေမဲ့သူမတင်းနေဘူးတော့ကြကားသိလဲကားသိလိုချင်တယ်ဖုန်းသိလဲဖုန်းသိလိုချင်တယ်အိမ်ကိုလည်းတစ်လုံးပြီး6လတနေ့လောက်နေညင်းငွေနောက်တစ်လုံးရှာခိုင်းတယ်ကျတော့သူယောက်ျားသူ့တံမခံနိုင်တော့နောက်ဆုံးတော့သူမကြည်မနဲ့ဒီပွားစီပွားညံ့နေဖြစ်လာတော့သူကလည်းငကိုတွေကမာနအပြည့်စိတ်ဆက်တဲ့လူဆိုတော့ယောက်ျားနဲ့ကွာမယ်ရှင်းမယ်ဆိုပြီးကွာရှင်းပလိုက်တဲ့ခါကျတော့အဲ့မှာသူတယောက်တည်းအထီးကျန်တာပေါ့နော်အထီးကျန်ပြီးတော့သူအဲ့လိုပြည့်တော့လဲသူကအလိုကမပြည့်ဘူးအလိုမပြည့်တဲ့ခါကျတော့သူကအမြဲတမ်းစိတ်ကညစ်နေတာပေါ့နော်အဲ့တော့ဆရာပြောတယ်အဲ့ဒီကခေါင်းဆောင်ပေါ့နော်အမကြီးပြောတာကျွန်တော်ကြားရတယ်ပေါ့နော်အဲ့တော့ဒီကအမကြီးစောစောပြောတော့တဲ့အမကြီးပြောတာလဲနားထောင်ကြည့်ပါဦးတဲ့ဆိုတော့ခုနစောစောပြောတော့တဲ့အမျိုးသမီးကိုပြောခိုင်းအမကြီးပြန်ပြောပြပေးလိုက်ပါတဲ့ဆိုတော့အဲ့မျိုးကကျမကတဲ့တမန်ရုံးဝန်ထမ်းတယောက်ပါပဲတဲ့ကျမဝင်တော့ကျမစားနိုင်ပါလေတဲ့နောက်ကျမယောက်ျားကလည်းကျမလိုပဲဝင်တန်းပဲတားလေးကလည်းကြောင်းတက်တယ်ပေါ့နော်မမျော်လင့်မဲ့တနေ့ကျတော့တဲ့ကျမယောက်ျားအဆုတ်အေးမိပြီးတော့ဆုံးသွားတယ်တဲ့အဲ့ဆုံးပြီးလို့မှကျမပူဆွေးတော့ကရအောင်လည်းမကြခင်ပါပဲတားလေးကကြောင်းသွားရင်လည်း accident ဖြစ်ပြီးတော့ဆုံးသွားပြန်တယ်ကျမဖြည့်စီလို့မရဘူးတဲ့ကျမအိမ်ကတွေ့ချောက်သွားပြီးတော့ကျမဘယ်လိုမှမနေနိုင်တော့ဘူးကျမအထီးကျန်ပြီးတော့တနေ့သေဖို့ပဲစဉ်းစားနေတာပေါ့သေတော့ရင်ကောင်းမယ်ပေါ့သေလို့လည်းမသေနိုင်ဘူးနော်ဘဝကိုတခါလဲစိတ်ငြိပြီးတော့ဖြတ်သန်းနေရတယ်6တိုးတဲ့ဘဝကြီးနဲ့တော့မျောလင်းချက်မရှိသလိုလိုချစ်တဲ့သူတွေခင်တဲ့လူတွေမရှိတဲ့ဘဝမျိုးနဲ့သူကဖြတ်သန်းသွားတဲ့ခါကျသူမပြောဘူးပေါ့နော်တော့ကရအောင်တနေ့ကျတော့သူရုံးကပြန်လာတော့အိမ်သားရောက်ခံပြီးမှကြောင်လေးတစ်ခုလိုက်လာတယ်ကြောင်လဲကြောင်ပိန်လေးဘလို့ဘာမှမသိဘူးအိမ်ရောက်လာအိမ်သားရောက်လာတယ်ပေါ့နော်အဲ့ဒါနဲ့သူလည်းတနာပဲအကြောင်လေးခေါ်ပြီးတော့အိမ်နဲ့သွင်းလိုက်တယ်ဘိုးကလည်းဘိုးလွှဲရွာနဲ့ကြောင်လေးကမိုးဆိုတာပေါ့နော်အဲ့တော့ကြောင်လေးအထက်ရောက်တော့မှမိုးတွေပါတုပ်ပေးပြီးတော့နွားနှုတ်ဘူးတစ်ခွက်တက်အစာဒီကျွေးပေါ့နော်အဲ့ခါကျကြောင်လေးကလွန်းထူးဖြစ်သွားပြီသူ့ခြေတော်ကလေးပုတ်တက်လာလို့အဲ့လာလို့တဲ့အခါကျတော့သူအရန်သဘောကျသွားတယ်စိတ်ထဲမှာတမျိုးခံစားလိုက်ရတယ်သူ့လာပြီးတော့ပုတ်တက်နဲ့ချစ်ခင်ကြောင်းလာပြတဲ့အခါသူရင်ထဲမှာတမျိုးရွက်အကြောင်လေးကလည်းနောက်နေကြတော့ဒီလိုလက်တာတယ်ဒီလိုဆောက်ရှောက်တယ်ချင်မှန်းသေးတယ်မပြန်တော့ဘူးတဲ့အဲ့ကြောင်လေးကဒီလိုနဲ့သူနဲ့အတူနေကြတဲ့အခါကျတော့သူအကြောင်လေးကိုတားသမီးလိုသဘောထားပြီးသူချစ်ပြီးတော့တခါလဲကြောင်လေးအတွက်အစားကြောင်လေးကြိုက်တတ်တာလေးကြောင်လေးအတွက်တင့်တော်တာလေးတွေဝဲလာကြောင်လေးကလည်းသူအိမ်ကိုပြန်လာပြီဆိုရင်တခါလဲရောက်တဲ့နေရာတွေသူ့အိမ်ကိုတကားဝါကိုသူဖွင့်တာနဲ့ပြေးဝင်ပြီးတော့ချက်ကလေးပုတ်တော့တာပဲသူအိမ်လုပ်မယ်ဆိုလည်းအနားမှာလာနေအိတ်တော့မယ်ဆိုလည်းကြောင်လေးကသူ့ဘေးနားမှာခုလေးအိတ်တယ်အဲ့မှာသူအရင်ပျော်သွားတယ်ပေါ့နော်ငါမှအဖော်ရှိတာပေါ့ချစ်တဲ့ခင်တဲ့ကြောင်လေးတစ်ကောင်ရှိပါလားဆိုတဲ့အတီးလေးနဲ့သူစိတ်သက်သာရသွားတယ်ငါတရဝါလေးတစ်ကောင်တော့မှငါဒီလိုကိုကြီးကဲတင်လိုက်နိုင်တာငါဘဝရဲ့ပျော်ရွှင်မှုဖြစ်စေတယ်ဆိုတော့အတိကိုဖြတ်ခနဲ့ရသွား
အဲ့ဒါနဲ့သူရက်ွက်ထဲမှာတခါလဲနာမကျန်းဖြစ်တဲ့လူတွေသူစံပြုတ်ဘူးတွေနွားနုဘူးတွေလိုက်တက်ကျုပ်တွေလိုက်ပေးနေမကောင်းနေကြတယ်သူကတရင်သွားမေးနောက်တငယ်ချင်းတွေနေမကောင်းလဲသူအကုန်လုံးတရင်မေးပြီးတော့သူကလူငွေတွေသူကလိုက်လို့တာကိုကြီးအဖွဲ့ဒီမှာလဲသူပါတယ်တခါလဲသူလိုက်ကိုကြီးတန်းငယ်များသူ့ရဲ့ဝင်ငွေတွေက10ဖို့တပုသူအများနဲ့သူပြစ်လိုက်သူများကိုပေးကမ်းပြီးတော့ဒီယူဆိုင်ဆောက်ချောက်တဲ့ခါသူပျော်သွားတယ်အဲ့တော့မှသူသိသွားတယ်ပျော်ရွှင်မှုဆိုတာတဲ့ကိုယ့်ဘာသာကိုရှာယူလို့တဲ့သူတော်ဘာကိုပေးကမ်းကူညီလိုက်တာအဲ့ဒီလူကျဉ်နဲ့သွားတဲ့ပျော်ရွှင်သွားတဲ့ခါမှာကိုကအဲ့ကျမှရလိုက်တဲ့ပျော်ရွှင်မှုအဲ့ဒါမှပျော်ရွှင်မှုအစစ်မှန်ပါလေတဲ့ကျွန်မအဲ့ဒါကိုတွေ့သွားပါတယ်တဲ့ပျော်ရွှင်မှုအစစ်မှန်ဆိုတာဘာလဲဆိုတော့ကျွန်မသိသွားပြီတဲ့အဲ့တော့မှခုနနားထောင်နေတဲ့ဝူကောင်းစားလာဝတ်တာလည်းမျိုးပြချုံမိုးချမှုပါလိမ့်လို့သူလည်းနောင်တရသွားမယ်ထင်ပါတယ်ဒီဇလန်းလေးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေကပျော်ရွှင်မှုစစ်မှန်တဲ့ပျော်ရွှင်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုပိုင်မှုတွေကိုလိုချင်တာတွေအမြဲတမ်းတောင်းတပြီးတော့လိုချင်နေမယ်ဆိုလို့ချင်းလိုချင်စိတ်တွေများနေတော့စိတ်ဆင်းရဲနေမှာပဲလိုချင်တာနဲ့ခုနပေးချင်တာစိတ်ပိုများလာရင်တော့စိတ်ချမ်းသာမှာတကယ်တမ်းပေးလိုက်တဲ့အခါတတော်လေးတစ်ကောင်ကဲတင်လိုက်တာကမှသူပျော်ရွှင်သွားတယ်ဆိုတဲ့အခါမှာတတော်လေးကိုကဲရတာလူတွေကိုကဲရတာဘယ်တော့ပျော်လဲစဉ်းစားကြည့်လို့ရပါတယ်ဒါကြောင့်မလို့ကိုနဲ့ဒုက္ခရောက်နေတဲ့လူတွေကိုနဲ့တွေ့တဲ့အခါမှာလေးလို့မရှိဘဲနဲ့တတ်တဲ့တလောက်လေးကိုကြီးပေးကမ်းပြီးမေတ္တာစိတ်လေးထားပါဆိုတဲ့ဒီဗီဒီယိုလေးကနေကျွန်တော်အကြံပြုတင်ပြလိုက်ချင်ပါတယ်အမြင်မတူလဲ comment တွေမှာရေးပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်